ဒီနေ့ကတော့ကျွန်တော်တို့မန္တလေးပြင်ဦးလွင်ခီးစဉ်လေးမှာကျွန်တော်ဘယ်တွေသွားမလဲဘာတွေစားမလဲဆိုတာလေးကိုတင်ပေးမယ့် vlog လေးဖြစ်ပါတယ်အဲ့တော့ဆက်ပြီးတော့ကြည့်ပြီးပါအောင်ဗျာ I see you walk in, my head's in a spin. You're perfect with your high heels on. I'm wondering if you will have a drink or two. So baby, help me sing this song. We can go all night, alright, drinking till the sunrise. So baby, won't you be mine? Living out the dream at the hotel party. Find me at the bar in the downstairs lobby. Oh, oh. À, mấy ly lai vậy là cho nó tiếng gì cũng gọi là đấy là út tao không gì à sao mà cho nghe món ဒီဦးတန်းအောင်မီးရှည်ဆိုင်လေးကတော့တက်တန်းလဲတော်တော်ကြာပြီပြီးတော့ဝက်အစိတ်ပိုင်းအစုံလင်နဲ့မီးရှည်ကိုအရသာထိထိမိမိစားခြင်းသူတွေအတွက်တော်တော်လေးအဆင်ပြေပါတယ်ဒီဆိုင်လေးကကျွန်တော်တို့18လမ်း8988ကြားမှာရှိပါတယ်သူ့အရသာလေးကလုံးဝထိမိပြီးတော့တစ်ခါစားလို့လည်းနောက်တစ်ခေါက်သွားစားခြင်းမှာအမှန်ပါပဲဗျာအဲ့တော့ကျွန်တော်တို့ဘာတွေမှစားမလဲဆိုတော့ဆက်ကြည့်လို့အောင်ဒီရှိဟင်းရတော့မန္တလေးရဲ့ထုံးစံတိုင်းဝက်ရိုးတုံးကြီးတွေနဲ့လုံးဝရှယ်တောက်အောင်ဖြစ်ပါတယ်你要看见这样的了，呀呀，对，然后那个大的你不会做吧？你们家也没得呢。看见过这样的就会，好评了。新疆这个那边都可以呀。ကုန်တယ် 不对的。我相信你们听得吗？呀，ဒီဘက်တော့ဘယ်ပါပါရှုပ် 呀呀，那都会，那光我们这嘛，都会那么的嘛了。 ဒါကောင်းမထည့်ဘူး 光我们这还是这样的。那谁的呀？ လူလက်ကြားနေပြီ အဲ့ဒါဆန်များမီးရှိတယ် ဟုတ်လာရပြောနေရအဲဒီချင်းနေတိုင်းသမားတွေဒီပဲလေ ဟဲ့အောင်ထမင်းပြောတိုးဦးလေးဆိုင်ပါ၄ဖြူ၃ပွဲစားရဆိုင်သွားမယ်ဆိုနေပင်ထိုးနေပြီစောက်ပြမကြနဲ့ထအဲ့အခုဘယ်သွားစားမှလဲ လေးခုသုံးပွဲသားဆိုလို့ပြောတာပဲ ၄ဖြူကဘာ၃ပွဲစားတာ ဘုံဘူးလို့ရတယ် အဲ့ဆန်ကောင်းတယ်ပေါ့အဲ့ဒါဆို အေးတရေကအဲ့လိုကြားတာ my friend ရေး အေးသွားမယ်ကွာအဲ့ဒါဆို okay ဒီဆိုင်လေးကတော့တိုးဦးလေးအရန်ဟိုမှာနာမည်ကြီးတယ်ကျွန်တော်ဈေးလေးဝိုင်းနာနေဝင်သူကနီးတယ်ချယ်ရီလမ်းပေါ်မှာရှိတဲ့တိုးဦးလေးဆိုင်လေးဖြစ်ပါတယ်သူကတိုးဦးလေးနဲ့တွဲဖက်သုံးဆောင်မှုတိုးဦးကျော်ဖတ်တုတ်ကျော်နဲ့အီချာကွေးတို့လည်းရပါတယ်ပြီးတော့ကျွန်တော်တို့ရှမ်းခောက်ဆွဲဆန်စည်းဆန်ဖွယ်ရမယ်ပေါ့နော်အဓိကတော့တိုးဦးလေးကတော့သူ့ဆိုင်ရဲ့လုံးဝ signature menu ဖြစ်ပါတယ်အဲ့တော့တိုးဦးလေးရမ်းကြိုက်တဲ့လူတွေအတွက်ကတော့ပြင်ဦးလင်ကိုရောက်တာနဲ့ဒီဆိုင်လေးကိုသွားစားကြည့်လိုက်ပါတကယ်အရန်ကောင်းတဲ့တိုးဦးလေးဆိုင်လေးဖြစ်ပါတယ်ဖတ်တော့ကြော်တော့တူဦးကြော်တော့ပဲဟောတူဦးလေးစံစီကျန်ဝေးနေဒီဆိုင်ရနေမဟုတ်ဘူးလား
ဒါရစားတယ်သိကလည်းကောက်လေးတယ်ဟုတ်လားဘောလို့ဘာလဲအောင်ကြအလေးရောက်တော့စောရပါမယ်မတတ်နိုင် လူမျိုးကတော့မြူကြီးမများနေတယ်ဆွဲရမှာ နောက်တစ်ပွဲကဘာထဲအောင်လဲ ဒါမှမ တော့တုံးလေးဆန်စီပဲ အစီတော့ဘယ်နေတော့ ဟုတ်တယ်ဟုတ်တယ် အစီတော့ဘယ်နေတော့ နော်အချာကွေးလေးနဲ့ရောတာတော့အသားမပါဘူးလို့ ဘုံလေးဆိုင်တာဆန်ကြီးလာစားတယ်တော့ရှိတယ်စိတ်ကုန်လာ so good နှစ်ပွဲတော့စားမှာရဟိုဆန်စီတုံးလားနားလို့အဲဒီရောက်မရောရိုးပဲဟောရုံးမလားအဲဆန်ပွဲရုံးရောမယ်ဟုတ်တယ်ဟုတ်တယ် စံပွဲရရောမယ် I see you walk in, my head's in a spin. You're perfect with your high heels on. I'm wondering if you will have a drink or two. So baby, help me sing this song. ဒီပြောတော့၃ပွဲစားတယ်ကျွန်တော်ကလောတယ်နှစ်ပွဲစားတယ် Alright, drinking till the sunrise. So baby, won't you be my living